အားလုံးမင်္ဂလာပါမိတ်ဆွေအပေါင်းတို့ကြားမချလာကြပါစေလူရင်းစာဒပြေဝအားလုံးပဲဆိုင်နေကြပါစိတ်ချလာကိုကြပါနဲ့ကြပါပေးအားလည်းရအပ်တဲ့ကေဝေနေကြပါစေဒီကနေ့မှာကျွန်တော်နောက်တစ်ခါတစ်ခုတင်ပြပေးချင်တယ်ဒီကတာတော်လေးကိုယုံကြည်တဲ့မိတ်ဆွေတွေကြည့်လို့ရှိရင်ဒီဗီဒီယိုလေးကိုဆိုကြည့်ပေးပါကျွန်တော်ပြောချင်ပါတယ်ဒီကတာတော်လေးကိုမိတ်ဆွေတို့ယုံကြည်လို့ရှိရင်39ခုရေကိုမာရွေ့တောင်းတယ်ဆိုပူပယောကပူပြော့ကေတကယ်အစွာတဲ့ပါတယ်အဓိကယုံကြည်ဖို့ပဲလိုပါတယ်ကိုယူဖားတဲ့အခါမှာအတာပီပီသားသားနဲ့ယူဖားပါဘုရားစိတ်မှာလေးလေးနဲ့ရိုးရိုးကြည်ကြည်နဲ့ယူဖားပါအစွာတဲ့ပါတယ်အိုတိလောကမာလောစံလောတိအိုတိလောကမာလောစံလောတိအိုတိလောကမာလောสามโลติโอติโลกะมาโลสามโลติโอติโลกะมาโลสามโลติโอติโลกะมาโลสามโลติโยโย่จีเนี่ยยุภาพเนลีแน่ๆยุภาพยุภาได้อาคาบะพยาโกอายุพิวะอาโลกาโกจาวาเส